မင်းကပြောင်းဝင်မှာဒုတိယနေရာလူကိုကြော့တက်သွားတယ်အခုဘယ်နေရာရောက်ပြီလဲအဲ့ဒုတိယနေရာကိုကြော်တက်သွားတယ်ဒုတိယနေရာပဲပေါ့မှန်ပါတယ်မင်းမရှိတယ်ကွာဒါပေမဲ့မင်းထက်တခြားလူတွေပို့သုံးကြအဲ့ဒါပါတော့မင်းမရှိတယ်ဒါပေမဲ့မင်းထက်တခြားလူတွေကပို့သုံးကြတယ်အဲ့ဒါကိုမသိဘူးသာသာပါတော့အဆန်မှားပါတယ်စားဝါလိုက်တော့မယ်ဘာရောမသိဘူးမရောက်ခင်ပါမသိဘူးစားလိုက်တော့မယ်တကယ်မသိရတော့အဆန်လားမှားပါတယ်အဖေကနာမည်ဘယ်လိုရောက်လာပြီအခန်းထဲမှာဖျောင်းနိုင်9တိုင်ရှိရကွာမိထုံမိသားဖျောင်းနိုင်2တိုင်မင်းကြီးသွားရင်ဘယ်2တိုင်ကျန်မလို့3တိုင်မှားပါတယ်ဟမ်ပြောပါလားဘယ်လိုလဲပြန်ပြောအခန်းထဲမှာမိထုံထားတဲ့ဖျောင်းနိုင်9တိုင်ရှိတယ်2တိုင်ကမင်းကြီးသွားရင်ဘယ်2တိုင်ကျန်မလို့2တိုင်ပါတယ်2တိုင်ပါအေးမသားတော့တခုခုကို6အောင်လုံးရင်သူကိုယ်တိုင်ဆူလာတာပါတော့တခုခုချအောင်လို့ရင်သူကိုယ်တိုင်ဆူလာတာအဲ့ဒါပါတော့တခုခုချအောင်ဆူလာခေးလားမှားပါတယ်တော့စားပါဦးမသိဘူးအဲ့ဒါရေးကိုယ်တိုင်ဆူလာတာဘာကြီးရောဘာကြီးတော့မသိဘူးမသိယုံဟာမသိယုံဟာမသိယုံဟာအဲကုန်းမှားပါတယ်အဲ့ဒါကြီးရောဒီနေ့တော့တမယာကြီးစားတဲ့နေ့တီးလားတီးဟုတ်တယ်ပြောရအောင်တပတ်ကိုနေရာချာရဲသူ့ကိုသုံးလိုက်တဲ့အခါတိုင်းကွာခေါင်းကုန်းရတာအဲ့ဒါဘာလို့သူ့ကိုသုံးလိုက်တဲ့အခါတိုင်းခေါင်းချော်ရေသူများကိုလမ်းပြပေးနိုင်မယ်သူ့မှာခြေထောက်မရှိတာပါတော့သူများကိုလမ်းပြပေးနိုင်မယ်သူ့မှာခြေထောက်မရှိတာအဲ့ဒါပါတော့သူများကိုလမ်းပြပေးနိုင်တယ်ဟုတ်လေငါနောက်တစ်ယောက်ပါပြန်ပြီမယ်နော်ဟုတ်ထားလိုက်ပါဗျာထားလိုက်ပါတော့အေးအိုင်လားhint ပေးမယ်လမ်းတိုင်းမှာတွေ့နိုင်တယ်ဟမ်မှတ်တယ်လမ်းမတွေပေါ်မှာတွေ့နိုင်တော့ပြီးွားပါတယ်ကြောက်တော့ကြောက်လမ်းနံပါတ်လမ်းပေါ်မှာတွေ့နိုင်တယ်လမ်းနံပါတ်ပါတယ်လမ်းမတ်တော့ရောက်စားတိုင်းပေါ့လားဟုတ်ဘူးလမ်းပြဆိုင်ပေါ့လားရောက်တော့ရောက်နေအရှင်နာရောက်နေမှန်တော့မှန်နေလမ်းညွန်ဆိုင်ပေါ့လားလမ်းညွန်ဆိုင်ပေါ့ဘာလို့တော့ခုမှကိုမမလေးမနက်တိုင်းလူတိုင်းမှာရှိပေမဲ့ညရောက်ရင်မရှိတော့တာပါတော့မနက်တိုင်းလူတိုင်းမှာရှိပေမဲ့ညရောက်ရင်မရှိတော့တာပါတော့ညရောက်ရင်မရှိတော့တာနေမဟုတ်လားနေမှားပါတယ်စားလိုက်တော့ပညာလေးအော်ရောက်တယ်ညမှာတိုင်းမှာရှိတယ်နေရမရှိတော့ကြားရမရှိပါကမနက်တိုင်းကလူတိုင်းမှာရှိရညရောက်ရင်မရှိတော့မသိဘူးဒီစားလိုက်ပါမနက်စာဟိုအဖေကမိကုန်းထဲမှာပါပြီးတာပဲ
ဖြေရမိကုန်းနဲ့ပါပြီးသား မနဲ့မင်းမနဲ့မနဲ့ Siwaka